Okay ကညနာနဲ့ပတ်သက်ပြီးတော့ comment reply မေးထားတာလေးတွေကိုတစုတစည်းတဲ့ကျွန်တော်ဖြေပေးမယ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ပါနော်။နေဝင်မတန်းကလည်းဘယ်လိုတက်ရောက်မှုရှိလဲလေ။နေဝင်မတန်းကဘယ်လိုတက်ရောက်မှုရှိလဲဆိုတော့နေဝင်နဲ့ထွက်မတန်းကတော့ဟိုတချို့ကတော့ရန်ကုန်ကနေပြီးတော့နေပြောင်းလိုက်ရင်တော့ဈေးနှုန်းကားဈေးနှုန်းနည်းနည်းလျော့သွားရရှိတယ်။ရန်ကုန်ကားကတော့ရန်ကုန်လိုက်စင်တော့လူကပိုကြိုက်ပြီးတော့ပိုဈေးပေးဝယ်ကြတယ်။ဒါပေမဲ့အဲ့လိုမန်းလေးလိုက်စင်တို့ပဲခူးလိုက်စင်တို့မွန်လိုက်စင်တို့မှာလည်းကားကောင်းကောင်းဆိုရင်လည်းဈေးရတယ်။ဘောနော်ဒါတွေကတော့တိတ်ကြီးမှအဲ့ဒါမဟုတ်ဘူးတချို့ကတော့ကိုနေတဲ့နယ်ကိုပြန်ပြောင်းလိုက်ကြရပဲရန်ကုန်နယ်ထွက်လိုက်တာများတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်အဓိကအကြံလေးတစ်ခုပေးချင်တာကတော့နယ်ကားနယ်ထွက်ရမယ်ဆိုရင်တော့ရန်ကုန်ကားကိုမဝယ်နဲ့နယ်ကားဝယ်ပြီးတော့ဥပမာမန္တလေးကားဝယ်ပြီးပဲခူးပြောင်းတာတို့ပဲခူးကားဝယ်ပြီးမန္တလေးပြောင်းတာတို့အဲ့ဒါမျိုးလေးတွေလုပ်ဒီနေရာမှာတိုက်စီအပူးတွေတော့လုံးဝလုပ်လို့မရဘူးနော်โอเค9000 challenge ထွက်ဆိုတာအရန်ယူရှင်းတယ်ဟိုကမိတ်ဆွေတို့ကားပေါ့နော်မိတ်ဆွေတို့ကားရဲ့တက်ဆိုင်ရာယုံမှာပေါ့တက်ဆိုင်ရာယုံဥပမာမြင်းသားယုံကားဆိုမြင်းသားယုံတောင်တကုံယုံကားဆိုတောင်တကုံယုံမန္တလေးမှာဆိုလဲမန္တလေးနဲ့ပတ်သက်တဲ့ယုံတွေရှိတယ်အဲ့ယုံကားတွေဆိုအဲ့ယုံတွေပေါ့နော်သူကလည်းသူ့နယ်မြေသူဝိတက်ထဲမှာပါတဲ့လိပ်စာအတိုင်းကိုယုံတွေတတ်မှတ်ထားတယ်အဲ့ယုံမှာသွားပြီးတော့တရားဝင်ရင်စစ်ကတယ်အားလုံးသူ့ယုံမှာသူသွားစစ်ပြီးသွားပြီဆိုရင်အောင်တယ်စားစားတန်းမှန်ကန်တယ်ဆိုရင်9000 challenge ဆိုပြီးတော့ထုတ်ပေးတယ်အဲ့ဒါကိုရင်မှန်ကန်ကြောင်း challenge ပေါ့နော်အဲ့ challenge ထဲမှာသူက9000 challenge ဆိုပြီးထွက်ပေးတယ်အဲ့ဒါကိုကျွန်တော်9000 challenge ထွက်လို့ခေါ်တယ်အမီပေါက်ကားတွေကြတော့လေရင်စစ်ဖို့လိုသေးလားလေလို့တယ်ရင်စစ်ကဘာလို့အမီပေါက်ကားပဲဖြစ်ဖြစ်အမီမပေါက်တာပဲဖြစ်ဖြစ်လမ်းပေါ်မှာတုံးနေတဲ့ကားတွေတိုက်ရလဲရှိရင်ရှိမယ်ဂျိုရလဲရှိရင်ရှိမယ်ဖောက်သွက်ပြက်ဆက်လဲပါလာနိုင်တယ်အဲ့တော့လို့တယ်မိတ်ဆွေအဲ့တော့အမီပေါက်ကားလဲရင်စစ်ပြီးတော့ဝယ်တာအကောင်းဆုံးပဲရင်စစ်တာလဲရင်စစ်သူရဲ့လဲပါနိုင်လားလဲဘယ်လိုလဲဆက်ပြီးကူမီလာတွေနဲ့စစ်တာလားလဲနေကားမိုးလဲမတိနားမလဲလို့ပါလဲမေးကြည့်တာပါဆိုတော့လိုအပ်ရင်တော့သူတို့ခုံတင်စစ်တယ်အဲ့ကန်းကျင်နာရုံမှာပေါ့နော်လိုအပ်တဲ့ကားဆိုခုံတင်ပြီးစစ်တယ်အောက်ပိုင်းကြီးကြည့်ဖို့တော့ခုံတင်စစ်တယ်ပြီးတော့လိုအပ်တဲ့ပစ္စည်းတွေဖြုတ်တယ်အဲ့ချက်စီနားမှာတက်ထားတဲ့ကားပါတွေဒါကြီးကကျွန်တော်အပြင်မှာသွားဝယ်တဲ့အချိန်မှာအကိုကိုကားဝယ်တဲ့အချိန်မှာချိမယ်ဆိုဖြုတ်လို့မရအောင်လက်မခံအောင်ပြပါအဲ့တော့ဒါကန်းကျင်နာမှာကျတော့ဒါသူတို့လောရဖြုတ်ရတဲ့ပုံမှာအားလုံးလက်ခံရတယ်โอเคအဲ့တော့လိုင်းလိုက်ခွာရရှိမယ်ပြီးအရေးကြီးတဲ့ဟာတွေဖြုတ်တာတွေရှိမယ်ပြီးသွားရင်အဲ့အရေးကြီးတဲ့နေရာဆိုချက်စီကိုကားထားတဲ့ကားပါတွေအားလုံးဖြုတ်တယ်ပြီးသွားရင်အောက်ခင်းထဲမှာလိုအပ်ဖြုတ်တယ်ခွာတယ်လန့်တယ်အဲ့တော့မှသူတို့တန်တရားရှိတယ်တန်ကြီးဝဲတွေတန်တရားပဲရှိတယ်ဆိုရင်လိုအပ်တဲ့ဟာပါးချမ်းခွာခိုင်းတာတို့အောက်ချမ်းကင်းခွာခိုင်းတာတို့ဘာလို့ညာတော့ပြီးရှင်းနေတယ်ခေါင်းတွေတန်တရားဖြစ်တယ်ရှင်းနေတယ်ခွာခိုင်းတာတို့လုပ်တယ်အဲ့ရောအပြင်ဆိုင်နဲ့သွားပြီးကျွန်တော်တို့ဆွတ်ဖြုတ်ခိုင်းလို့မရအောင်ဘူးမှလက်မခံအောင်အဲ့ဒါကညနာထဲမှာပဲလုပ်လို့ရတယ်အဲ့ဒီဟာမှာကျွန်တော်ကြုံဘူးလားဆိုတော့အဲ့ဒီဟာမှာသူတို့တော်တော်လေးဖြတ်ဆက်များတကောကားစီးဆိုကြဒီညမှာโอเคအဲ့ဒီမှာမိတ်ဆွေမိသားနဲ့ပတ်သက်ပြီးကျွန်တော်အတွေ့အကြုံလေးတစ်ခုနဲ့ဆိုရင်ခါကျွန်တော်ကားစီးပေါ့နော်ကျွန်တော်တော့မဟုတ်ကျွန်တော်ကားကျွန်တော်သွားစစ်တာသွားစစ်ရင်းနဲ့ရုံတရုံမှာတွေ့တယ်အဲ့ကားစီးဆိုရင်ဗျာသူဖြတ်ဆက်ထားတာတအားပိုင်တအားပြီးပြင်ဖြစ်တာကားစီးဒီ hatchback type လေးပဲဘာကားရဲ့လို့တော့မပြောတော့ဘူးနော်တအားပြီးပြင်တာဗျာဒီကဖြတ်ဆက်ရည်လည်းအများကြီးပဲအဲ့ကအမှုကင်းတွေလည်းဖြစ်တာလူတည်ထားတဲ့အမှုကင်းတွေတော့ဖြစ်ထားတဲ့ကားဒါပေမဲ့အဲ့ history တွေတောက်လျှောက်လိုက်ပြီးအဲ့ကားကိုဘယ်လိုစစ်လဲဆိုတော့ဒါကျွန်တော်အတွေ့အကြုံပေါ့နော်ကျွန်တော်ဒီကားရဲ့ body join တွေမှာဆိုအတွင်းတွေရှိတယ်ဗျအတွင်းတန်ပေါက်တွေရှိအဲ့ဒါလေးတွေကိုဒီကင်မရာတွေ tool တွေထည့်ပြီးတော့ပြန်နေပြန်နေတေချာကြည့်တာဘယ်နေရာမှာ sport ရှိအတွင်းတွေကိုတေချာလောက်တာတချို့ဟာဆိုဗျဒီအဲ့ဒီဖြောက်ဆုပ်ဖြတ်ဆက်တွေရဲ့ပြဿနာဗျလှုပ်ချင်းအသစ်လှုပ်ချင်းမှဆိုဖမ်းအရန်ခတ်တယ်တုံးနေနဲ့ဗျာဒီ vibration ကားတွေရဲ့ vibration လမ်းတွေရဲ့လမ်းကျန်းတဲ့ vibration တွေနေအပူတန်တွေအပူအေးတန်တွေကြောင့်ပြန်ပြီးအဲ့လှုပ်ထားတဲ့နေရာတွေကဆေးတွေကြွလာတာပတ်တီးတွေကြွလာရင်းနဲ့မှမိတာဖမ်းလို့လွယ်သွားတယ်လှုပ်ချင်းဆိုအရန်ပြပြင်းတဲ့ body ဆရာတွေစီးဆရာတွေအရန်ပြပြင်းတဲ့ဆရာတွေရှိတယ်ဗျာအဲ့တော့သူတို့တေချာလှုပ်ထားတဲ့ကားကြီးဆိုဖမ်းအရန်ခတ်တယ်အဲ့တော့အဲ့ကားဆိုလည်းအဲ့လိုပဲလှုပ်ချင်းဆိုတော့လေအရန်ဖမ်းခတ်တယ်ဒါပေမဲ့တန်တရားရှိတဲ့နေရာလေးရှိတော့တောက်လျှောက်လိုက်စစ်တာဘယ်နေရာဆိုလိုက်စစ်တာနောက်ဆုံးအဲ့ကားတော်တော်ဖြတ်ဆက်များလို့တိမ့်မဲ့အနေအထားထိတော့ဖြစ်သွားတယ်ပေါ့နော်ဒါကတော့ထားလိုက်ပါအဲ့တော့ဒီမိတ်ဆွေပြောတဲ့ပုံစံကတော့ကွန်ပျူတာ system နေနဲ့စစ်လာဆိုတော့လိုအပ်သူတို့တော့စစ်တယ်သူတို့ရှိမှအကုန်ရှိတယ်ဒီ engineer ရှိမှာပေါ့နော်ကညနာ engineer ရှိမှာအကုန်ရှိတယ်အဲ့လိုလိုအပ်တာနဲ့အကုန်စစ်တယ် okay ဒီဗီဒီယိုကတော့ကျွန်တော်ဒီလောက်နဲ့ရက်မယ်နောက်အပိုင်းနှစ်ပေါ့နော်ကညနာနဲ့ပတ်သက်တဲ့အပိုင်းနှစ်တွေလာဖို့ရှိတယ်အဲ့ဒါကိုလည်းစောင့်ကြည့်လို့မိတ်ခေါ်ပါတယ် A for only B for balance